မင်္ဂလာပါကျွန်တော် knowledge ဆို channel စီစဉ်ပုံမှန်တစ်ဆက်နေနဲ့ရွှေကြွယ်ဖြစ်ပါကျွန်တော်ဒီနေ့ dissertation နဲ့ video လေးရပါတော့ကျွန်တော်တို့ရေစုပ်ဆက်ကိုပေါ့နော်ဆက်စစ်မီမလို့လေရေစုပ်ဆက်ကိုနော်ရေတက်ဘူးနဲ့တွေလို့ပြသွားခဲ့တဲ့ကျွန်တော်တို့မန္တလေးကဥလူရွှေရဲ့နီးလေးပဲဖြစ်ပါဆိုတော့အခုသူ့နီးလေးကျွန်တော်တို့ဆက်လောက်ထူကြည့်လိုက်အောင်ကျွန်တော်တို့လူလာရေတက်ဘူးတဘူးပဲနော်ကျွန်တော် video မှာပြထားတဲ့အတိုင်းပဲအပေါက်ဖောက်မယ်နော်ဒီဘက်မှာလည်းအပေါက်ဖောက်ပဲပေါ့နော်ဒီတက်မှုလူပုံစံနိုင်မယ်နော်ပြပေးလိုက်မယ်ပြီးရင်ပိုက်ထိတ်မှာတက်စင်းနိုင်မယ်နော်တို့ချူမယ်ဆိုရင်ဒီလိုမချူရဘူးနော်ဒီအဆုံးကြည့်ရတဲ့အတွက်လားအဲ့တော့ကျေးဇူးတင်ပါတယ်နော်ခုလိုစိတ်ဝင်စားကြဗီဒီယိုတွေနေ့စဉ်ပုံမှန်တက်ဆက်ပေးသွားပြီလို့ကျွန်တော် YouTube channel လေးကို subscribe မလုပ်သေးရင် subscribe လုပ်ထားပေးကြပါနော်အဲ့တော့ကျေးဇူးတင်ရှိပါတယ်